အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ကျမတို့တက်ရှိပစ္စည်းရပါတော့နောက်ထပ်တစ်မျိုးလေးဒီခါကျတော့ဥစားမောက်တောင်မှာအကြီးစားပေါ့နော်ဒါပေမဲ့ဒီခါကျတော့ဘယ်လိုမျိုးနေရာမှာကျမတို့သုံးဖို့ recommend ပေးလဲဆိုလို့ရှိရင်ဒီ lobby တွေမှာပေါ့နော်တက်တဲ့နေရာမှာrecommend ပေးတယ်အရင်တက်တဲ့နေရာဥပမာဒီမြန်မာပလာဇာတို့ဒီ Time City တို့ Junction Square တို့ Junction တွေမှာဆိုလို့ရှိရင်သူကစက်တွေနဲ့မောင်းပြီးချိန်သိမ်းပြီးတဲ့နေရာဆိုဒါကြတော့အဓိကတော့ဘယ်လိုမှလဲဆိုတော့သူအကျန်းပေါ့နော်မောက်တိုက်ပြီးသွားပြီဆိုလို့ရှိရင်သူကကျတော့ဒီအမွေးမြင်နေတဲ့ခါကျတော့သူ့ရဲ့ဆေးတစ်မျိုးသူ့ရဲ့ဖုံဆုပ်တဲ့ဆေးတစ်မျိုးဖြန်းလိုက်တာနဲ့သူကတောက်လျှောက်မောက်တိုက်သွားလို့ရတယ်မောက်တိုက်သွားတဲ့အချိန်ကျလို့ရှိရင်သူကဒီသေးကိုပေါ့နော်ဟိုစတန်လိုက်လိုမျိုးပေါ့နော်ဒီဖုံဆုပ်တဲ့ဥစားလေးတစ်ချက်ပါသွားကြတော့ဖုံနှစ်ဘေးမှာသူတိုက်သွားတဲ့တောက်လျှောက်နေရတိုင်းရဲ့ဖုံကိုသူဆုပ်ယူသွားနိုင်တယ်ပေါ့နော်ဒါ6တိုက်တဲ့မောက်တိုက်လေးပါ dry mock လေးပါပေါ့နော်သူ့တော့အများချင်းကတန့်တဲ့နေရာမှာတုံးတာများတယ်ပေါ့နော်ဟုတ်ပြီဒါကြတော့ကျွန်တော်တို့ရုံမှလည်းမတုံးတာဖြစ်လို့ကြောင့်အဟောင်းတော့မရှိဘူးပေါ့နော်အဟောင်းမရှိတဲ့အတွက်ကြောင့်မို့ဒီအစ်စ်လေးဆိုတော့မဆန်းပြတော့ပေါ့နော်ဒီသူ့ရဲ့ဟိုစားပါလေဒီအဲ့ဒီဖြန်းစည်းတစ်မျိုးနဲ့ဖြန်းပြီးတော့တိတ်ထားရပါတယ်တိတ်ထားပြီးလို့ရှိရင်ဒီမှာကျတော့ဒီလိုတောက်လျှောက်ပေါ့နော်သွားတဲ့အချိန်ကြလို့ရှိရင်လည်းဒီလိုဒီဥစားတက်နေတဲ့ဆိုတော့ဆန်းပြလို့ဒီလိုပဲသွားလိုက်ရောပဲတောက်လျှောက်အဲ့ဆိုဖုန်နေတောက်လျှောက်ပါသွားပြီပေါ့နော်ဒီချိန်ဒီလိုပြန်သွားပြီးချိန်ဒီလိုပြန်သွားရဲလည်းမဆိုတော့တက်ရှင်ရတာလွယ်ကူတယ်ပေါ့ပါတယ်လို့ရှိရင်ဒီဥစားကျတော့ site အသေးပေါ့နော်တော့3 site 4 site လို့လာတယ်ဒါကြောင့်အသေးဆုံးလေးအသေးဆုံးမှာတစ်ထက်ကြီးတဲ့တစ်ဆိုင်ရှိတယ်တစ်ထက်နောက်ထပ်ကြီးတဲ့တစ်ဆိုင်ရှိတယ်နောက်ထပ်ကြီးတဲ့တစ်ဆိုင်ရှိတဲ့ area အလိုက်ပေါ့နော်ဒီလိုတစ်ချက်ဟိုကစိတ်ဝင်စားတယ်သုံးခုတယ်သုံးတက်တယ်ဆိုလို့ရှိရင်လည်းမာယူလို့ရပါတယ်ဒါတော့အိမ်မှာတော့မသုံးဘူးပေါ့နော်အများဖြင့်ကဒီအစွမ်းနာပြောတဲ့အတိုင်းပဲဒီနေရာမှာသုံးတာလေဆို shopping mall တွေမှာသုံးတယ်ဆေးရုံတွေမှာသုံးတယ်ဒီတန့်ပြီးတော့ပေါ့နော် lobby area တွေမှာသုံးလို့ရှိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒါလေးကတော့မောက်တန်ဟိုစားပါတယ်အချောက်တိုက်တဲ့မောက်လေးပေါ့နော်你地震是么说？好新的 Hop Cleaning Service ကိုအနံလိုက်ပါ